လည်းမြန်မာနိုင်ငံနဲ့တောတဲ့ဒီနေရာနေ ည ကျွန်တော်ပြောနေတယ်အကိုကလည်းဘယ်နိုင်ငံနဲ့ပြောနေကျွန်တော်မသိဘူးဟုတ်ပြီ ကျွန်တော်အမေရိကန်နိုင်ငံနေပြော ခမ အမေရိကန်နိုင်ငံ ကို နေ ယ်တို ပြော င်ကိုမြန်မာနိုင်ငံကိုအဝယူအကနေပြောရထားပါတော့နော် ဟမ် ဟုတ်ပါပြီခမ ဟုတ် ကိုယ် ဟုတ် တိုင် ကဲ့ မြန်မာနိုင်ငံကိုလာနိုင်တဲ့အချိန်ကိုလာခဲ့လိုက်ရန်ကုန်လေဆိပ်ကိုကျွန်တော်ကိုယ်တိုင်လာကြိုလဲမယ် ဟုတ်လားအဲ့ဒါကျွန်တော်ကိုဘာဖြစ်လို့လာ ကျွန် ကြို တော် မှာလဲ ပြော မသိ ရှင်းလာကို ဘာဖြစ်လို့လာကြိုမှာလဲမသိဘာကြောင့်လာကြိုမှာလဲအဖေကို မြန်မာ ကြို နို ဘူး င်ငံ လား ရဲ့အခြေအနေမြန်မာနိုင်ငံကိုအကူကိုယ်တိုင်လာကြည့်ပြီးမှဝေဖန်သုံးသပ်ပါလိုင်းမော်ကနေထင်ရမြင်ရတွေကိုစွတ်ပြီးတော့မှဘယ်လိုပြောပြမလဲဗျာဒီဝါရတွေဖြန့်တာကျွန်တော်လည်းဝါရမဖြန့်ဘူးတော့ကျွန်တော်လည်းလိုင်းမော်မှာနေတယ်အကိုလည်းဝါရမဖြန့်ပါနဲ့ကျွန်တော်လည်းဝါရမဖြန့်ဘူး ဟာမဖြစ်နေခဏတည်းကိုညီလေးကိုခဏပြောပြမယ်ဝါရမဖြတ်ပါနဲ့ဆိုတာကအမေပေးရရောက်တယ်အကုတ်ကိုလေရင်ခွင်းကိုဘာဖြစ်လို့လာကြိုချင်တာလဲမသိဘူးကြိုရမယ့်အကြောင်းလေးပြောပြပါလား မြန်မာနိုင်ငံကိုအကိုကိုယ်တိုင်လာပြီးတော့သုံးသပ်ပြီးတော့မှတေချာလေးလေးလာပြီးတော့ ညီလေးထပ်ပြောပါအကုတ်ကိုကြိုရမယ့်အကြောင်းလေးပြောပြပါစကားကိုတစ်စစ်ပြီးစစ်သွားကြအောင် ကျိုးရမယ်ဆိုတာ တို့တယောက်စကားပြောတာဆွေးနွေးဟုတ်ကဲ့ကျွန်တော်ကြိုရမယ့်အကြောင်းလေးပြောပြမယ်နော်အရင်ကပထမတစ်ဆင့်အကိုကိုယ်တိုင်မြန်မာနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်ဘေးအန္တရာယ်ကင်းအောင်ကျွန်တော်တို့ကလည်းအကိုဘေးအန္တရာယ်မဖြစ်အောင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့အဖြစ်အပျက်ကိုအကိုကိုယ်တိုင်သိနိုင်အောင်မြင်နိုင်အောင်ကျွန်တော်တို့ကလာပြီးတော့မှကြိုးစိုးဆောင်းရှောက်ပေးမယ်အကိုအတွက်အန္တရာယ်မဖြစ်အောင်လို့ တစ်ချက် လာကြိုပေးမယ်ဆိုအဲ့ဒီအတိတ်ပဲနဲ့ကျွန်တော်ကပြောတာ ဟုတ်ပြီညီလေးကအကုတ်ကိုကာကွယ်ခြင်းနဲ့စောင့်ရှောက် နောက်တစ်ချက်ကလက်ရှိအနေဟုတ်တယ်ကျွန်တော်ကအကိုခဏလေးကျွန်တော်နှစ်ချက်ပဲရှင်းပြမယ်လေကျွန်တော်ပြောတဲ့စကားတစ်ပဲနှစ်ချက်လုံးရှင်းပြမယ်ကျွန်တော်ပြောရလေးကိုအကိုကတခြားလေးနားထောင်ပေးပါအောင်နော်အကုန်လုံးအခုနောက်မှာ ဟုတ်ကဲ့များကျွန်တော်နားထောင် မဲကောလင်းမှာအကုန်လုံးဝင်ပါနေတဲ့အကိုတွေရောပိတ်ပိတ်တွေရောအကုန်လုံးကိုခဏလေးနားထောင်ပေးပါနှစ်ချက်လုံးကျွန်တော်ပြောပြမယ်ပထမတစ်ဆင့်အကိုမြန်မာနိုင်ငံကိုကိုယ်တိုင်လာရောက်ပြီးတော့မှမြင်တွေ့နေရတဲ့အကြောင်းအရာတွေကိုအကိုလက်ရှိပေါ့နော်အခုအကိုပြောနေရတယ်ကိုလည်းလက်သင့်ခံတာတော့လက်သင့်ခံတယ်ကျွန်တော်ပြစ်ပရပြောအောင်မို့နော်အတိုက်ခံလို့တာလည်းမဟုတ်ဘူးကျွန်တော်က ညီလေးမ မြန်မာ ပြောနဲ့ နိုင်ငံကိုအကိုကိုယ်တိုင်လာပြီးတော့မှ အဖို့ကာကွယ်မှာတစ်ချက်နောက်တစ်ချက်ကိုပြော ဟုတ်ကဲ့ဗျ ပထမချက်ကအကိုကိုစောင့်ရှောက်ခြင်းလို့ကာကွယ် နောက်တစ်ချက်ကလက်ရှိ ညီလေးက ဟုတ်ကဲ့ဗျဒုတိယအချက်ကတော့မြန်မာနိုင်ငံမှာဖြစ်ပြနေတဲ့ဟာတွေကိုအကိုနိုင်ကတစ်ဖက်သက်ဆန်နေတယ်ပြောနေရတယ်ကျွန်တော်တို့ဒီအခုပေါ့ NUG အစိုးရကိုထောက်ခံတယ်နေဆိုတဲ့ PDF တွေပေါ့နော်အဲ့ PDF တွေကလူတွေတက်ပြီးဓမြတိုက်နေပါတယ်ဓမြတိုက်နေတယ်ဆိုတာကိုကျွန်တော်ကလုံးဝလက်သင့်မခံအကိုနိုင်ကမြန်မာနိုင်ငံကိုလာကြည့်ပြီးမှအဲ့ဒါကိုတေချာမြင်တွေ့ပြီးဆိုမှအကိုနိုင်ကဟုတ်ကဲ့ဗျ အကိုနိုင်ကဘာဖြစ်လဲ အဲ့ဒီအတွက်ကျွန်တော်တို့ကလုံခြုံမှုကိုပေးနိုင်တယ်အဲ့ဒါတွေကိုမမြင်မတွေ့ဘဲနဲ့ဒီ line ပေါ်မှာတင်ဖြစ်ပြနေတဲ့အမြင်မတွေ့တဲ့အကိုအနေနဲ့တယူတန်ကြီးမပြောသင့်ဘူးဆိုတော့ကျွန်တော်ကထောက်ပြကြတယ် ညီလေးအဲ့ဒါဆိုရင်အကိုကိုကာကွယ်မယ်လို့ပြောတော့ငါကြီးရဲ့အဖေတွေကညီလေးကသွားပြီးတော့မှကူညီခဲ့ကာကွယ်ရှိလားအဖေကိုဘယ်နှခါကြိုးစိုးပြီးတွေ့ဘူးလားညီကြုံဘူးလေဟိုဥမာဆိုတော့ကအဖေကခီးဝေးကသွားနေတဲ့ချိန်မှာအဖေအရင်တယောက်ကိုအမေကိုခီးဥကြိုပြုတ်ပြီးတော့မှတလေးတစားလောက်တာငါကြီးဘယ်နှခါလောက်လုပ်ပြီးတာ ကျွန်တော်ကခီးသွားလို့ရှိရင်တော့အမေရဲ့ကထဆင့်စာလေးကိုလက်ပိုက်ပြီးကျွန်တော်ခီးသွားခဲ့ကျွန်တော်မွေးကြတာအဲ့လိုလုပ်သွားခဲ့ မဟုတ်အမေကိုဘယ်နှခါကြိုးဘူးလဲအဖေကိုဘယ်နှခါကြိုးဘူးပါလဲဘယ်နှခါ အခု လောက် ချိန်ဒီပစုပေါ်မှာလဲ မဟုတ်ညီလေးအကိုမေးတာကိုတခြားဖြေ ခီးဦးဂျိုအနေနဲ့ဆိုလို့ရှိရင်ပြောပြဟုတ်ကဲ့ ပြောညီလေးပြောအခုနားထောင်နေတယ် အဲ့ဒါရေးတွက်လို့မရဘူးလေဗျာ မဟုတ်မေးထင်းထင်းရှားရှားနဲ့ဘယ်နှခါလောက်ကို
အမေလာလို့တကယ်ကျိုးလူမတက်ဘူးလား PDF တွေကျွန်တော်မပြောတော့ပါဘူးလူတက်တာမတက်တာ PDF တွေကတက်တယ်လို့ပြောမှာမဟုတ်ဘုန်းကြီးလည်းတက်တယ်လို့ပြောမှာမဟုတ်သူတို့ PDF တွေကဗီးစိတ်နေကြတာထားလိုက်တော့အောက်မှာ comment တွေကရေးနေတာညီလေးကဘုန်းကြီးတွေကို PDF တွေမတက်ကြဘူးလားလမ်းတွေတရားတွေကိုဘုံခွဲတဲ့တက်မှာ PDF တွေမပါဘူးလားတာပါရတွေကိုမိရှို့တဲ့တက်မှာ PDF တွေမပါဘူးလားတဲ့ပြည်သူတွေကမေးနေကြတယ်ညီလေးမှန်ပါတယ်အကိုပြော ညီလေး အကိုပြောတော့မှန်တယ် ကျောင်းဆရာမကိုကိုဆရာဆရာမကိုအတိယကုနောအနန္တောဆိုတဲ့အနန္တောအနန္ဒ၅ပါးထဲမှာမိဘတွေဆရာသမားတွေကတကိုင်းနဲ့ထားတတ်တယ်အနန္တောအနန္ဒကဘာလဲဆိုလို့ရှိရင်ဂုံတော်ဆိုတဲ့ဂုံတော်တွေရဲ့ဂျုံကျေးဇူးတွေဟာကြီးမားတယ်လို့ဆိုတဲ့ကျောင်းဆရာဆရာမတွေကိုစစ်ကုန်းမတွေပါတက်ကုန်းမတွေပါဘိုကုန်းမတွေပါစစ်ခွေးမတွေပါဆိုပြီးတော့မှသွားဆဲပြီးတော့မှကျောင်းဆရာမတွေကိုပြန်စော်ကားတဲ့ထဲမှာ PDF တွေမပါဘူးလို့ညီလေးထင်လာတာညီလေးမြန်မြန်လေးဖြေပေးပါနည်းနည်းသိရှိတယ်ကျွန်တော်အကုန်ညီလေး တနင်္ဂနွေနေ့ကျွန်တော်အမခံပေးလို့မရဘူးလေအဖွဲ့အစည်းဆိုတာမျိုးမျိုးရှိမဟုတ် PDF ကိုပဲတနင်္ဂနွေအချိန်တွေရတယ်ကျွန်တော်တွေလည်းအမခံပေးလို့မရဘူးလို့လက်ရှိကျွန်တော်အဖွဲ့ PDF ကလုံးဝအဲ့အတွက်အမခံချက်ရှိတယ်အကိုကိုယ်တိုင်လာကြည့်လေမဲကိုယ်တိုင်လာကြည့်အောင်အကိုကိုလာဖို့ထက်ကြိုးဆိုတာထက်စားလို့ရှိရင်အဲ့ PDF ကိုဥဆောင်နေတဲ့ဇော်ဝေဆိုးဆိုတဲ့လူကိုမဲခေါ်ရင်မကောင်းလားညီလေးဇော်ဝေဆိုးဘယ်မှာနေရလဲမသိလားတော့ဇော်ဝေဆိုးဘယ်မှာနေရလဲညီလေးသိလားမသိညီလေးသိလားမသိဟယ်လိုညီလေးအကိုပြောတာကြားလားအဲ့တော့ကျွန်တော်လည်းမသိဘူးမှန်တိုင်းပြောပြကျွန်တော်လည်းတော်တဲ့နေရာဟုတ်တယ်ကြားတယ်ကျွန်တော်လည်းမသိဘူးအဲ့ဒီဇော်ဝေဆိုးကကျွန်တော်မသိဘူးငါတို့ရဲ့ညီလေးရဲ့မသိရကိုထပ်မေးမှညီလေးတိတဲ့လောက်လေးပဲဖြေပြီးဟိုကျမ်းမာရေးနဲ့ပညာရေးဝင်ကြီးထိုတဲ့ဇော်ဝေဆိုးဆိုတဲ့အယူကြီးအစိုးရထဲမှာပါနေတဲ့လူရဲ့ဆေးထိုးပေးတာကိုညီလေးရဲ့ညီတွေညီမတွေနဲ့မိဘတွေကိုဆေးထိုးခံပြီးရလားမသိဘူးကာကွယ်ဆေးဝင်ကြီးကာကွယ်ဆေးတို့ဘာတော့ပေါ့ကွာမင်းကအယူကြီးကိုထောက်ခံတဲ့အဖွဲ့ထဲမှာမင်းကဥဆောင်နေတာလေအဲ့တော့အခုမေးတာကိုခဏလေးဖြေကြည့်ပါလားအဲ့ဒီကျမ်းမာရေးနဲ့ပညာရေးဝင်ကြီးဆိုတဲ့ကလေးတွေကိုအထုပ်သေးသေးလေးတွေတွေ့လို့သွားမဖွင့်တော့ဘုံကွယ်ပြီးတေကျေးစုံနဲ့တည်သွားမယ်စားကြရည်သွားမတွေ့နဲ့မသွားမစားနဲ့တေကျေးစုံနဲ့တည်သွားမယ်ဆိုတော့မြန်မာလူမျိုးတွေကိုမြောက်ပေးခဲ့တဲ့ဇော်ဝေဆိုးကနေပြီးတော့ညီလေးတို့ကိုဆေးထိုးပေးတာများကြုံမှုပြီလား PDF လေးတွေကိုငါညီလေးရဲ့အဖွဲ့တွေကတခြားအဖွဲ့တွေကိုမမေးတော့ငါညီရဲ့အဖွဲ့ကိုဘယ်သူတွေကိုဆေးထိုးပြီးပါလဲအကိုရင်တစ်ချက်ပြန်ဖြည့်ကြည့်လိုက်စကားစားတော့ထိုးပေးနေတယ်ကွာကျင်းလက်နယ်တွေမှာဘဇူဝါနဲ့အရင်ဆေးစထိုးပြီးတော့ဖြန့်ဝေဖို့ဆေးမထိုးရဆိုဆေးမထိုးမနေရပြည်သူကာကွယ်ရေးကျန်းမာရေးကာကွယ်ရအခုကိုဗစ်ကာကွယ်ရေးဆိုတော့မှအမိန့်ထုတ်ပြန်လိုက်တာဘဇူဝါရင်ထုတ်ပြန်လိုက်အကိုအရင်တစ်ချက်ပြန်ဖြည့်ပေးလိုက်ဆေးမထိုးမနေရဆိုတာတဲ့ဆေးကိုလာထိုးဖို့တက်ကိုအခုလှုပ်ပေးနေတာကစကားနေထိုးပေးနေတယ်ဆိုတော့ညီလေးသိဖို့လိုတယ်ညီလေးကိုအခုပြောနေတာကငါညီက AUG ရဲ့လက်အောက်ခံဖြစ်နေတယ်ကွာစကားထိုးပေးတာကအခုလောလောဆယ်ကျောင်းဆရာဆရာမတွေနဲ့တက်ကြီးရွယ်အိုတွေရောလူငယ်တွေရောသွားပြီးဆေးထိုးနေကြတယ်ညီလေးထိုးခြင်းမထိုးခြင်းကိုမပြောဘူးအခုလောလောဆယ်ထိုးနေတာဟုတ်ကဲ့ညီလေးအခုမေးတာကိုပဲဖြေတော့မင်းက AUG ကိုထောက်ခံတယ်လို့ဖြစ်နေတယ်မင်းစကားတွေကိုဝေ့ပြီးတော့မှအဲ့ဒီစကားတွေကိုဝေ့လက်ကြောင်ပဲပြောတာဟာယောက်ျားမပေးတော့ယောက်ျားမပေးတော့လည်းမဝေ့လေကျွန်တော်လည်းပြန်မေးတယ်တော့ကျွန်တော်လည်းမေးနေတာမေးရမှာပဲလေအကိုကတစ်ဖက်သက်ဆန်ပြီးမပြောနဲ့နိုင်ငံမှာအခုတော့ညီလေးတခြားနားထောင်အခုလောလောဆယ်မြန်မာနိုင်ငံမှာစကားနေဆေးထိုးပေးနေတယ်လူပေါင်းများစွာလည်းထိုးပေးပြီးွားပြီထိုးလဲထိုးလျက်ရှိတယ်ထိုးလဲထိုးနေတော့မယ်ဟုတ်ပါပြီဆေးဆိုးရကထိုးပေးဆေးတော့ထိုးတဲ့မပြောအခုနေရလိုက်မှသူဆေးမထိုးမနေရကျမရေးနဲ့ကာကွယ်ဘူးတုဒ္ဒတွေတော့ဆေးထိုးပေးနေတယ်ဟုတ်တယ်သူတို့အဲ့ဆေးတော့ထိုးနေတဲ့သူတွေကိုအသွားအပြန်နေအဲ့စကားတွေရောအာမခံချက်ပေးခဲ့သလားဘာလို့အာမခံချက်ပေးခဲ့တာဘယ်ဥစ္စာကိုအာမခံချက်ပေးတော့ဆေးထိုးတဲ့လူကိုလာတဲ့လူကိုဆေးထိုးပေးမယ်ဆိုတော့သူတို့အသက်ကာကွယ်ရေးနဲ့သူတို့တက်ကာကွယ်ရေးတွေသူတို့အာမခံချက်ပေးထားရှိလားလို့ဘာလို့လဲဆေးမထိုးမနေရပဲခုကျမရေးဖြစ်လာလို့ရှိရင်ကျမရေးဖြစ်လာရင်ဗျာနေမြေလိုက်ဆေးထိုးဖို့ရအတွက်သူတို့အမိန့်ချတယ်ဟုတ်ပါပြီအဲ့လိုသွားလာတဲ့အဲ့ပြည်သူတွေအတွက်ကိုသူတို့အသက်အာနဲ့ကာကွယ်ဆောင်ရှောက်ရေးပေးခဲ့ဘူးတလားလို့ပြန်မေးမယ်ကျွန်တော်ကဘယ်အတွက်ကိုဘလူတွေတတ်မှာဘလူကတတ်မှာကိုအာမခံချက်စစ်တပ်ကမတတ်ဘူးဆိုတော့သူတို့အာမခံချက်ပေးတယ်တပ်မတော်ကနေမတတ်ဘူးဆိုတော့အာမခံချက်ပေးတယ်ရဲတယောက်ကနေလာမတတ်ဘူးဆိုတော့အာမခံချက်ပေးတယ်ညီလေးပြောအခုနားထောင်အကိုပြောရနော်
ဟုတ်ပြီ အခုပြောတာလေ အခုပြောတာ ရဲကနေပြီးတော့မှဆေးလာထုံးလို့ရဲတယောက်တတ်သွားတာတွေ့လားရဲကနေတော့ပြည်သူတက်တာတွေ့လားဆေးလာထုံးလို့စစ်သားကနေတက်သွားတာတွေ့လားဆေးလာထိုးတဲ့ပြည်သူတယောက်ကအဘိုးတယောက်ကအဘွားတယောက်ကိုလူငယ်တယောက်ကိုစစ်သားကနေတက်ပလိုက်တာတွေ့လားရဲတယောက်ကနေတက်ပလိုက်တာတွေ့လားဒီလေးဘယ်တစ်ခါတွေ့လို့ဟမ်ဆေးထိုးနေတဲ့နေရာတွေကိုကာကွယ်ဆေးထိုးနေတဲ့နေရာတွေကိုကိုဗစ် -19 ကာကွယ်ဆေးထိုးနေတဲ့နေရာတွေကိုဘုံနဲ့ပစ်သွားတာကတော့ PDF ဆိုတာကတော့ညီလေးညင်းလို့မရတော့နဲ့တူတယ်မဲဖွဲကမပါတော့ဘူးထိုက်တော့မဲဖွဲမပါမဲဖွဲကသူတွေကောင်းနေ NLD ဒေါ်အောင်ဆန်းစုကြည်သူတော်ကောင်းမကြီးရဲ့သားတွေသမီးတွေအစဲမပါတဲ့လူဒန်းစားတွေဆိုတာကိုအခုယုံကြည်ထားတယ်ညီလေးထပ်ပြောအခုနားထောင်နေတယ် ကျွန်တော်ကအခုဘယ်သူ့မှအခုချိန်ထိမဆဲဘူးပါဘူးအဲ့ဒါကတော့ အေးညီလေး ကျွန်တော်အဖွဲ့အစည်းလည်းဘယ်သူမှမဆဲဘူး ညီလေးတို့ဖွဲ့စည်းကမဆဲဘူးဆိုတာအခုယုံကြည်တယ်ဒါမှမဟုတ်ကိုယုံတယ်လို့ထပ်ပြောအခုနားထောင်နေတယ်အဲ့ဇော်ဝေဆိုးထိုးပေးတဲ့ဆေးကိုညီလေးထိုးပြီးသွားပြီလားညီလေးရဲ့အဖေတွေမေထိုးပြီးသွားပြီလား ကျွန်တော်နေမြေကတော့ဘယ်သူဆေးမှကျွန်တော်တို့မထိုးကျွန်တော်နေမြေထဲမှာဘယ်သူဆေးမှလည်းအယုံကြည်မရှိဘူးဒါကျွန်တော်အမှန်တိုင်းပြောပြတယ်ဘယ်သူဆေးမှလည်းအယုံကြည်မရှိဘူးဘယ်သူဆေးမှလည်းကျွန်တော်တို့မထိုးဘူးအေး ဘာလို့လဲဆိုတော့ဘယ်သူမှလည်းကျွန်တော်တို့ယုံကြည်မှုမပေးနိုင်ဘူးကျွန်တော် ညီလေးကဘသူကမှမယုံကြည်တဲ့အတွက်ကြောင့်ကိုယ့်ကိုယ်လည်းယုံကြည်ကြမှာပြော ကျွန်တော်လည်းယုံကြည်ချက်ကတော့မရှိတော့ဘူးအခုကပျောက်ဆုံးနေတဲ့အခြေအနေပဲ အဲ့ဒါကြောင့်အခုညီလေး ဘာလို့လဲဆိုတော့ဘယ်သူမှမကောင်းတာလေ အေးအဲ့ဒါကြောင့်မဲကိုယ်တိုင်ရမကောင်းတဲ့ကြောင့်တခြားလူလည်းကောင်းတယ်လို့မြင်တာမဟုတ်ဘူးကိုယ်တိုင်ချီးပေနေတော့လူတိုင်းကိုအကုန်လုံးချီးနဲ့ထွက်နေတယ်လို့ထင်တတ်ကြတယ်အဲ့ဒါက PDF တွေရဲ့စိတ်နေစိတ်ထားနဲ့သူတို့ရဲ့တုံးမနေမှုပဲအဲ့ဒါဆိုအကိုနဲ့ကရောအခုကိုပြောတဲ့စကားတွေကကောင်းပါတယ်လို့အကိုအာမခံနေတာ ညီလေးကိုပြောပြနိုင်တဲ့အကြောင်းတစ်ခုတော့ရှိတယ်အကြောင်းတစ်ခုရှိတယ်မင်းတို့ PDF ဆိုတာကိုမဖြစ်ခင် အကိုနဲ့ကအာမခံချက်အကိုပြောတဲ့စကားတွေကိုကောင်းပါတယ်လို့အာမခံချက်အကိုကပေးနိုင်တယ်ဆိုလို့ရှိရင်လေကျွန်တော်ဘက်ကကောင်းပါတယ်လို့ကျွန်တော်ပြောမှာအကိုအခုလုပ်နေတဲ့အချိန်ထိကိုအကိုဘက်ကအာမခံချက်ပေးထားတယ်အာမခံချက်ရှိတယ်စကားတိုင်းမှာအကိုပြောခဲ့တဲ့စကားတိုင်းနဲ့စကားလုံးတိုင်းနဲ့ဗီဒီယိုအခွေတိုင်းနဲ့ဗီဒီယိုလက်ရှင်းလွှင့်တိုင်းနဲ့အကိုရေးတဲ့စာတိုင်းကိုအာမခံချက်ရှိတယ်ညီလေးပြောမင်းပြောတာကိုနားထောင်တယ်မင်း AUG ထောက်ခံတာမလား AUG မှာနိုင်ငံသားတွေပြော AUG ကကာကွယ်ရေးဝန်ကြီးဘယ်လိုလဲမသိညီလေးပြောကြည့်ပါAUG ကကာကွယ်ရေးဝန်ကြီးဘယ်လိုလဲမသိညီလေးတို့ကတော့ဆဲတရားတွေ့တာမအားလားကိုမေကိုလို့မင်းအောင်လိုက်ညီလေးမဆဲလောက်ညီလေးကတော့သူတော်ကောင်းအကိုသိတယ်အမေရဲ့ထက်ဆင်းကိုလက်မောင်းမှာပတ်ထားပေမဲ့အမေကိုမကြိုဘူးတဲ့လူအဖေကိုမကြိုဘူးတဲ့လူသားကောင်းတစ်ယောက်လို့တော့အကိုထင်ပါတယ်ဒါပေမဲ့ကြိုတော့မကြိုဘူးကွာအဲ့တော့ညီလေးကိုယုံကြည်တဲ့ညီလေးတို့ရဲ့ AUG ကိုကာကွယ်ပေးနေတဲ့ကာကွယ်ရေးဝန်ကြီးကဘယ်သူလဲမသိညီလေးကတော့မဆဲလောက်ဘူးမအားလားကိုလည်းမဆဲလောက်ဘူးဂျပုလည်းမဆဲလောက်ဘူးဇော်မဲလုံးလောက်လည်းမဆဲလောက်ဘူးဒါပေမဲ့ညီလေးတို့ရဲ့ခေါင်းဆောင်ကြီးကဘယ်သူလဲမသိဘူးAUG ရဲ့ကာကွယ်ရေးဝန်ကြီးဘယ်လိုလဲအဲ့တော့မဖြေတော့ဟာအဲ့မဖြေတော့ဘူးလို့ကျွန်တော်ညီလေးကိုပြောပြမယ်ညီလေးအကိုပြောတာကိုငါညီနားထောင်မယ်ဆိုအကိုကောင်းကောင်းလေးပြောပြမယ်နားထောင်မလားပြောပါရပါကျွန်တော်အကိုနဲ့ဟိုလိုင်းပေါ်မှာကြားနေပြီစကားပြောခြင်းလို့အကိုလှန့်တောင်းဆိုထားတယ်ကျွန်တော်များနေပြီဒါပေမဲ့ကျွန်တော်ကအလုံးမအားလို့ကျွန်တော်အလုံးနဲ့ကျွန်တော်ရှုပ်နေလို့မပြောပြလို့ဒီနေ့စိတ်လည်းပါလို့အကိုနဲ့ဟုတ်ပြီငါကြည့်တယ်ကိုအဲ့ဒါဆိုကျေသက်တယ်ကွာအဲ့လိုလုံးဝဝရိယရှိတဲ့ယောက်ျားတွေကိုအကိုကတအားချစ်တယ်အလုံးမလုံးပါဆိုလို့မူးရရန်ကားနေမှာဆိုလို့အကိုကလူငယ်တွေကိုလိန်မာလာအောင်ဆိုပြောပြမယ်နဲ့အခုဒီမှာမြန်မာနိုင်ငံသားတွေကိုတေအောင်မြောက်ပေးတယ်ညီလေးတို့ရဲ့ဒီ AUG အဖွဲ့ရလူတွေအားလုံးကိုအကိုကတောင်းထားပြီးတာဒီမှာမျိုးရံအောင်သိန်းတို့မျိုးထောက်တန်သိန်းတို့ညီလေးတို့တယောက်တေတိုင်းမှာသူတို့ပတ်စံနေချမ်းသာပါတာဒါပေမဲ့ငါကြည့်လို့မသိဘူးဒါပေမဲ့အကိုကသိထားတယ်ဒီမှာအကိုဘူယိုတောင်းထားတာအကိုဖုန်းထဲမှာအားလုံးကသူတို့တွေကြီးပဲနော်ပြည့်နေတာဒါပေမဲ့ညီလေးကိုမပြောဘူးအခုညီလေးနဲ့အကိုနဲ့စကားပြောတဲ့အခါမှာညီကိုနှစ်ယောက်လိုပဲစကားပြောမယ်ညီကိုနှစ်ယောက်လိုစကားပြောမယ်ညီလေးကအလုပ်တွေများတယ်ဆိုတော့ဘာလို့ကျွန်တော်လည်းအကိုနဲ့စကားပြောချင်လို့ကိုကနေညဖိတ်ခေါ်လိုက်တာညီလေးကအခုကျွန်တော်ဘာလုပ်တွေများနေလဲဘယ်လိုလုပ်တွေများတော့လုပ်တွေများလို့အခုနဲ့စကားမပြောနဲ့ဘာလုပ်တွေလုပ်လို့အလုပ်တွေများနေတယ်ဒီနေ့မှဘယ်နှစ်နာရီလုပ်လို့ဒီလေးဘယ်နှစ်နာရီလုပ်လို့လည်းမသိအဲ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်တခုပြောဗမာလိုရှင်းလေးနဲ့ပြကြလူတိုင်းနားထောင်နေတာမြန်မာလူမျိုးတွေပဲနားထောင်နေမြန်မာကျွန်တော်လည်းမြန်မာလိုလေးပြောပြမယ်နော်ကျွန်တော်မြန်မာလူမျိုးမြန်မာလူမျိုးအတွက်ကျွန်တော်မြန်မာလူမျိုးအတွက်ကာကွယ်ရေး
တနေ့ကိုဘယ်နှစ်နိုင်လောက်လဲတနေ့ကိုဘယ်နှစ်နိုင်လောက်လို့လဲညီလေးအခုအလုံများတဲ့အချိန်မှာတနေ့တည်းမှာတရက်မှာ24နိုင်ရှိတယ်အဲ့ရက်တရက်ရဲ့24နိုင်တည်းမှာညီလေးဘယ်နှစ်နိုင်လောက်လဲ ကျွန်တော်မြန်မာလူမျိုးအတွက်ကာကွယ်ရေးလုပ်နေတာအဲ့ချိန်ကလွယ်လို့ရှင်ကျွန်တော်ချိန်အကုန်လုပ်တယ် ဘယ်နှစ်နိုင်အဲ့လည်းမသိညီလေးကျန်တဲ့အချိန်တွေလောက်ဘယ်နှစ်နိုင်လောက်လားမသိ တရက်ကို4နိုင်လောက်တော့အိတ်တယ်ဗျ ဟော4နိုင်အိတ်တယ်ဆိုတော့ညီလေးကတနေ့ကိုနိုင်20တောင်လောက်တာပဲကွာနိုင်20လောက်တော့နိုင်20မှာဘာတွေလောက်နေလဲမညီလေး ကျွန်တော်မြန်မာလူမျိုးကာကွယ်ဖို့အတွက်လုပ်တယ်ကိုပြည်သူတွေကာကွယ်ဖို့အတွက်လုပ်လို့ ဖုန်းလောက်နေတာလားကာကွယ်နေတာလားဖို့ဆိုတာကအနာဂတ် ကာကွယ်နေတာကာကွယ်နေတာလက်ရှိကျွန်တော်နယ်မြေထဲမှာဒုက္ခရောက်နေတဲ့ပြည်သူတွေထပ်ပြီးဒုက္ခမရောက်လို့ကျွန်တော်ကာကွယ်နေတယ် ထပ်ပြီးတော့ဒုက္ခမြောက်ဆိုလက်တလောမှာဒုက္ခရောက်နေတယ်လို့ညီလေးကဆိုလို့လက်တလောဒုက္ခရောက်နေလက်လောဒုက္ခရောက်နေတဲ့လူတွေကိုညီလေးဘယ်လိုပုံစံမျိုးနဲ့20နိုင်20မှာညီလေးဘယ်လိုမျိုးကာကွယ်ပေးတာမလဲစားတော့ဆရာပေးတာလားဒိုဒီမဟုတ်သူ့ကိုလာတတ်တဲ့လူကိုလာတတ်တဲ့လူကရှိနေတာလားအဲ့လာတတ်တဲ့လူကိုညီလေးကကာကွယ်ပေးနေတာလားဘယ်လိုပုံစံမျိုးနဲ့ညီလေးကာကွယ်နေလဲဆိုတော့အခုနိုင်20တော့ကွာတအားများတယ်အခုလို့ရှိရင်ဒီနေ့ဟို10နာရီ12နာရီနဲ့16နာရီအများဆုံးကိုလုံးတဲ့ချိန်က16နာရီပေါ့ကွာနေ့တစ်နေ့လုံးကို8နာရီလုံးတယ်နောက်ထပ်8နာရီလုံးဒီမှာလုံးတယ်16နာရီထိကိုလုံးဖို့ပဲဒါကငွေရှာတာဖြစ်တော့ကာကွယ်တာမဟုတ်ငွေရှာအောင်မရှာဒီလေနိုင်20တော့ဘာလို့လဲအခုပြောပြဘာလို့တွေလုံးတော့ညီလေးအဲ့နိုင်20ဘာလို့တွေလုံးတော့ညီလေးဘာလုံးတော့မသိဘာလို့တွေလုံးတော့နိုင်20တောင်မှတနေ့မှာ4နိုင်ပဲအိတ်တယ်ကွာဇော်ဝေဆိုးတို့ဆိုလို့ရှိရင်နေရောညာအလုံးလုံးတယ်ကွာသူတို့ကတော့ပတ်စံချမ်းသာသွားတယ်မင်းတို့တွေတည်ချင်းသွင်းတဲ့တင်သူတို့ပတ်စံရသွားတယ်ခိုးတကာမှတွေ့ရမှာရန်ကုန်မြို့ပေါ်မှာကွာတိုက်ပွဲခုံချသွားတယ်မိန်းကလေးမြန်မာမိန်းကလေးတယောက်မတော်ရတွေပေါ်ပြီးတော့မှတည်သွားတယ်သူတည်ကဒီနေ့တည်တယ်မနက်ဖြန်ကျတော့မျိုးရောင်သိန်းကပတ်စံ4သိန်းရသွားပြီတဲ့ကျွန်တော်အမေရိကန်ဒေါ်လာ4သိန်းရသွားပြီအမေရိကန်ဒေါ်လာ1သန်းပြည့်တဲ့ခါကျ PDF တွေကိုကျွန်တော်တို့ကာကွယ်တော့မှာအဲ့တော့မင်းတို့တွေတည်ချင်းသွင်းတဲ့တင်သူတို့ချမ်းသာသွားတယ်အကူကစကားပြောတဲ့ခါမှာအမေရိကန်နိုင်ငံမှာရှိနေတဲ့အင်ဂျီထောက်ခံတဲ့လူအော်ဒီမှာရှိနေတဲ့အင်ဂျီထောက်ခံတဲ့ဂရုကြီးဂျပန်မှာရှိနေတဲ့အင်ဂျီထောက်ခံတဲ့ဂရုတွေအဲ့ဂရုတွေထဲမှာတည်တဲ့တွေတည်တဲ့မင်းတို့တွေတည်ချင်းသွင်းတဲ့တည်တဲ့အခါမှာမတရားဆိုအကူကသွားပြောနေတာဟုတ်ပြီနော်အကူပြောတာဂျာနာတောင်သဘောပေါက်လားအကူပြောတာနားလေလားမင်းတို့တွေတည်တဲ့အချိန်မှာဒီနေ့မင်းတို့တွေတည်သွားတယ်နတ်ဖန်မှာနောက်နေ့မှာဒေါ်လာ4သိန်းလောက်ရသွားတယ်မျိုးရအောင်သိမင်းနဲ့စကားပြောဘူးလားအဲ့လိုလူမျိုးတွေကိုထွက်လာအောင်အကူကခေါ်တဲ့အချိန်မှာမင်းကရှေ့ကိုထွက်လာတဲ့ဆိုတာမင်းကကိုယ့်ရဲ့တည်တွင်းကိုဒူးတဲ့လူတယောက်နဲ့တူနေတယ်ဒီလေမင်းအုံနောက်ကိုလည်းမင်းတေချာပြန်စဉ်းစားကြည့်ရောမင်းမိဘကိုကာကွယ်နေတယ်လားမင်းကိုမင်းတည်ချင်းနဲ့တင်အောင်သူများဝမ်းတောင်လုပ်နေဒီမင်းပြောတာကိုနားထောင်မပြောဟယ်လိုကြားလားညီလေးကြားတယ်ခဏလေးနော်အောက်မှာစားရီမန်းတက်လာခဏလေးရေးပေးနေစားရီမရေးတဲ့ကြီးလေးအကုန်နဲ့ဘယ်ကပြောလဲစားရီကိုသွားမရေးတဲ့ကြီးလေးအကုန်နဲ့စကားနဲ့ပြောရင်ရှင်းပြတယ်သူတို့တွေလည်းလက်ကြည့်နေလားညီလေးတို့ပြောတာမဟုတ်နောက်ကနေပြီးတော့ comment နဲ့နောက်ကနေပြီးတော့ comment ကျွန်တော်ဖိုင်နယ်လေ comment တွေမှာဓာတ်ရိုက်တက်နေလို့မို့ကျွန်တော်ခဏစကားပြန်ပေးနေတာအားကြောင့်ခဏလေးလို့ပြောတာအခုခဏကျွန်တော်ပြောပါမယ်ဗျာအခုလက်ရှိကျွန်တော်ပြောပါမယ်ခဏတော့စကားတွေစစ်ကြောင်းဆင်းတယ်နေမြေရွာတွေပါအိမ်တွေပါကမီးရှို့တယ်ခဏတော့ PDF ကရှို့တယ်လို့ဆိုတော့ခဏတရားဝင်ဆွဆွဲတယ်ဒီနေမြေမှာလာခဲ့ခဏကိုယ်တိုင်လာကြည့်လက်ဘယ်သူတွေကမီးရှို့လဲတော့သိကြည့်ရင်နေမြေတွေမှာကလေးတွေခွေးတွေအကုန်ပြေးနေရတယ်အဲ့နေတိခွေးတွေအကုန်ပြေးခဏစကားကနေပြီးတော့မှခဏတော့စကားနေပြီးတော့မှစားနေရိုက်ခါတွေကားနဲ့တင်ပြီးအဲ့နေမြေပြည့်နေစစ်ပြေးတွေကိုလာကျွေးသလားလာခေါ်သလားစစ်တေးကဘယ်သူကြောင့်ပြရတာလဲဆိုတာကိုနောက်ထပ်ရှင်းပြဖို့ညီလေးမင်းအခုလောက်နေတဲ့နိုင်ပေါင်း20လုံးကာကွယ်နေတဲ့အချိန်မှာညီလေးကာကွယ်တဲ့လူတွေဘယ်လောက်ရောက်သွားလဲအခုမေးတဲ့စကားလုံးကိုညီလေးမေ့သွားပြီနဲ့တူတယ်မင်းတို့တွေတည်ချင်းတဲ့တည်တဲ့အချိန်မှာမင်းတို့ငါညီမင်းတို့အကိုကညီတယောက်လိုသဘောထားပြီးပြောနေတာအကိုပြောတာကိုခမားဆိုတယ်မင်းကပထွေးမားနေတယ်ဖေးနဲ့ပထွေးနဲ့မားနေတယ်မင်းကဖေးနဲ့ပထွေးနဲ့မားနေတယ်ပြောက်စောက်ပိတ်မင်းတို့ငါညီတယောက်လိုခေါ်ပြီးပြောနေတာစောက်ပိတ်တည်ချင်းတဲ့တည်တဲ့ကောင်မင်းအမေကိုအာခံပြီးသွားတဲ့ကောင်ကိုကြောက်ကိုပြန်ဆဲတယ်မင်းစောက်ပိတ်လို့ပြောတာပေါ့မင်းတည်ချင်းတဲ့တည်မှာမင်းတို့နားလေအောင်ပြောတာအတူတူပဲကျွန်တော်ကိုယ်တခုမှမဆဲဘူးနော်ကျွန်တော်မဆဲဘူးကိုယ်တခုမှမဆဲဘူးနော်ရိုင်းတဲ့မင်းတို့ပိတ်လို့ပြောတာစောက်ပိတ်မင်းတို့ပိတ်လို့ပြောတာမပြောဘူးအခုစကားတခုမှရိုင်းဆန်းတဲ့ကမပြောဘူးနော်အခုမင်းတို့လည်းအခုရိုင်းဆန်းတဲ့စကားတခုမှမပြောသေးဘူးကျွန်တော်ကောင်းကောင်းမွန်မွန်ပြောပြနေတယ်ဖြည့်ရှင်းနေတယ်နော်
မင်း ဒန်းဆန်းတဲ့စကားလုံးတစ်ခွန်းမှကျွန်တော်မပြောသေးဘူး မင်းအခုတ ခ လောက် မရတိချာနားထောင်ကြည့်လိုက်အခုကျွန်တော်ပြောရမယ် မင်းအဲ့ဒါကြောင့်ပြောတာပေါ့မင်းအခုဒီလောက်ပြောတာတော့ငါညီမင်းခံစားရပြီဒီလောက်လေးပြောတာနဲ့မင်းခံစားရပြီယောက်ျားဆိုတဲ့စိတ်တက်ကမင်းကိုအဲ့လိုစစ်ခွေးလို့ပြောလဲခံနိုင်ရတယ်မင်းကိုနီခွေးလို့ပြောလဲမင်းခံနိုင်ရတယ်အဲ့လိုခံနိုင်တော့မှယောက်ျားတယောက်ဖြစ်လာမှာမင်းစိတ်တက်ကအဲ့လောက်လို့ဒီခံနိုင်ရင်မရှိတဲ့အတွက်ကြောင့်မင်းဒီတောထဲမှာသူများမြောက်ပေးတဲ့တေချင်းနဲ့တေဖို့အတွက်ကိုလုပ်နေတာငါပြောတော့တရားနာတော့မင်း AUG ထောက်ခံနေတာမဟုတ်လား AUG ကိုငါပြောတဲ့အတွက်ကြောင့်မင်းနာနေတာမဟုတ်လားအဲ့တော့မင်းတို့တရားပြောပြမယ်ညီလေးတရားနာတော့ လောက်ပြီးတော့ရောအဲ့မှာစက်ပြောပါပြော မင်းတို့သေချင်းတဲ့သေတိုင်းပတ်စံရသွားတဲ့မျိုးရောင်တဲ့မင်းစကားပြောဘူးလားမင်းပြောတဲ့ဇော်ဝေဆိုးကိုမင်းစကားဘယ်မှာရှိတယ်မင်းသိလားဇော်ဝေဆိုးခုဘယ်နေရာမှာရောက်နေမင်းသိလားမင်းရဲ့ AUG ဖွဲ့လေလေမင်းငါ့ကိုမေးရမှာမဟုတ်မင်းကိုငါမေးနေရမှာမင်းထောက်ခံတဲ့လူဘယ်မှာရှိနေလဲမင်းသိလားဘယ်မှာရှိရောအေးမဟုတ်မင်းကိုဖြေခိုင်းတာမင်းအေးနဲ့အေးကျွန်တော် ငါ့ကိုမပေးနဲ့မင်း အဲ့ ကို ဒါအဲ့လို့ရှိရင်ဇော်မဲလုံးကဘယ်မှာရှိလဲမင်းအောင်လည်းကဘယ်မှာနေနေရလဲခဏတော့အတိလား အဲ့ဒါမြန်မာနိုင်ငံထဲမှာမင်းသွားရှာလေ ကျွန်တော်မေးမယ်ဆိုလို့ရှိရင်ကျွန်တော်မေးနိုင်တယ်ကျွန်တော်မေးမယ်ဆိုကျွန်တော်မေးကို မြန်မာပြည်ထဲမှာရှိနေတယ်ဇော်မဲလုံးလဲမြန်မာပြည်ထဲမှာမင်းအောင်လိုက်လို့မင်းပြောတဲ့လူလဲမြန်မာပြည်ထဲမှာမင်းသွားရှာလေလေ ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဇော်မဲလုံးကဘယ်မှာနေနေရလဲမင်းအောင်လည်းကဘယ်မှာနေနေရလဲ သူနေတဲ့သူရှိတဲ့နေရာမှာနေတာပေါ့မင်းသွားရှာလေလေမင်းကဘာကိုသိကျင်တာလဲ ဇော်မဲသူတို့ရှိတဲ့နေရာမှာနေမှာကျွန်တော်မေးခွန်းထုတ်မယ်ဆိုလို့ရှိရင်အခုဘက်ကလည်းဖြေတဲ့မေးခွန်းမျိုးကိုမေးပါ မြန်မာပြည်မှာရှိနေတာပေါ့မြန်မာနိုင်ငံထဲမှာရှိနေတာပေါ့မင်းအစိုးရဘယ်မှာရှိနေလဲလို့မင်းကငါမေးနေတာမြန်မာ AUG လေးမင်းပြောတဲ့ AUG လေးမင်းတို့ထောက်ခံနေတဲ့လူတွေမင်းရဲ့ဆရာကိုမေးတာလေမင်းကငါစစ်သားမဟုတ်ဘူးငါစစ်သားကိုတော့မေးရမှာစစ်သားတယောက်ဆိုရင်မင်းကောင်မေးလို့ရတယ်မင်းဆရာမင်းအုပ်ချုပ် ဟုတ်ပါပြီအဲ့ကျွန်တော်ထောက်ခံတယ်ကျွန်တော်ထောက်ခံတယ်ဒီကလည်းဟုတ်ပြီကျွန်တော်ထောက်ခံတဲ့သူတွေကလည်း ညီလေးမင်းပြန်လာ နေတဲ့နိုင်ငံမှာနေနေမှာပဲ ညီလေး နော်ကျွန်တော်အမေရိကတော့မှနေနေမှာပဲနော်ဝေးမှာပဲနေနေမှာပဲလေ တေချာနားထောင် သူတို့ဒီနေ့ဆိုလို့ရှိရင်နော်ဝေးတို့အမေရိကတို့ US တို့အကူကလေးတော့မှတေချာတော့သူနဲ့တွေ့ပြီးလိုက်လေ အဲ့ဒီလူတွေကိုအေးဟုတ်ပြီကွာအကူကနော်ဝေလဲသွားကျင်တယ်အမေရိကလဲသွားပြီးတော့မေးကျင်တယ်ကွာအဲ့နာလဲသွားပြီးမေးကျင်တယ်ဒါပေမဲ့အဲ့နာမှာရှိတဲ့လူတွေကိုမင်းကလှမ်းထောက်ခံပြီးတော့ကိုပြည်သူကိုပြန်တတ်တဲ့ဆောက်လုပ်တွေကိုလုပ်နေတယ်ဆိုတော့မင်းရဲ့စိတ်တက်ကိုလည်းမင်းပြန်ကြည့်အောင်လေရွာထဲမှာမရှိတဲ့လူကိုထောက်ခံပြီးကိုမျိုးကိုပြန်တတ်နေတဲ့လူတန်းစားကိုအဖေကိုပြန်တတ်တဲ့လူတန်းစားကိုဆရာဆရာမကိုပြန်တတ်တဲ့လူတန်းစားကိုရဲ့လမ်းတွေတရားတွေကိုဘုံခွဲတဲ့လူတန်းစားကြောင်းမတက်နဲ့ကြောင်းထွက်ပါလို့ပြောတဲ့မင်းတို့လိုလူတန်းစားပညာရေးနဲ့စီးပွားရေးနော်ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးမင်းတို့ရဲ့ကာကွယ်ရေးဝန်ကြီးဘယ်မှမသိဘူးမင်းအဲ့ဒါတွေကိုထောက်ခံနေတဲ့မင်းကိုပေးနေလို့ပြောတာစောက်ပေးဆိုတဲ့ရှေ့မှာရှိတဲ့စကလုံးလေးကိုမင်းရဲ့အုံနောက်လေးကိုနည်းနည်းလေးနာကြအောင်ထိုးထည့်ထားတယ်မင်းကချက်ချင်းနာလာတာအဲ့ဒါကြောင့်မင်းကခံစားလို့တဲ့လူတွေစိတ်ဓာတ်မျိုးရှိတယ်မင်းဘယ်လိုလုပ်ပြီးမင်းယောက်ျားတယောက်ဖြစ်တော့ဘလို့ဟမ်စောက်ပေးဟုတ်လားဆိုတာမင်းကိုမင်းပြန်မေးလေမင်းတို့သေချင်းတို့တဲ့သေတိုင်းပတ်စံရောက်သွားတဲ့လူတွေကိုမင်းစကားပြော မသိဘူးဗျသူတို့ဟုတ်ပြီအဲ့ဒါကျွန်တော်တခုပြန်ပြောမယ်နော်အဲ့ကျွန်တော်ပိန်းလာတော့မသိဘူးကျွန်တော်စောက်ပိန်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ခဏလေးကျွန်တော်ပြောတဲ့စကားကိုတခွန်းပြန်နားထောင်ကြည့်လိုက်တခွန်းမြန်မာနိုင်ငံလုံးကပြည်သူတွေကစစ်ခွေးလို့ခေါ်မြန်မာနိုင်ငံလုံးကနေပြီးတော့စခါကိုစစ်ခွေးလို့ခေါ်တာဘာလို့ခေါ်ရလဲအခုတစ်ချက်ပြန်လေးဖြေပြသလားအဲ့ဒါလေးရင်ဖြေပြအခုလောလောဆယ်ကောမနေမှာအောက်မှာပြည်သူတွေအများကြီးရှိတယ်သူတို့နားထောင်နေတယ်သူတို့လည်း dialogue နေမှာကြည်နေကြအများကြီးပဲပြည်သူတွေအဲ့ဒီတစ်ချက်လေးပဲပြန်ဖြေပြကျွန်တော်ခဏလေးအပေါ်သွားမလို့အဲ့လေးရင်ဖြေထားလိုက်ကျွန်တော်မရှိလို့မင်းသိပေါက်လေးပြန်လာလို့ချင်းငါပြောမယ်ကွာမင်းအတန်ကြားမှာသလိုမင်းအတန်ကအမြဲတမ်းနားထောင်နေတာဒီလေးမင်းသေချင်းတို့နဲ့သေသွားတဲ့ခါကျအခုနားထောင်လို့ရမှာမဟုတ်ဘူးမင်းတို့ကောင်မို့ဒီအများကြီးနဲ့ငါပြောပြီးသွားပြီပြန်လာမှနားထောင်မယ်ကျွန်တော်တကယ်ကြီးတွေတော့မဆဲတဲ့သူတို့တွေကကျွန်တော်တကယ်ကြီးတွေပြောတာသူတို့တွေကဘာမှနားမလဲပဲနဲ့သူတို့တွေကကျွန်တော်ကစိတ်ထဲမှာဆွပေးလို့ရှိရင် AUG ကိုထောက်ခံတဲ့လူတွေလာမယ်လို့ AUG အစိုးရကြီးလာမယ်လို့ထင်တာကို AUG အစိုးရမလာဘဲနဲ့ AUG အစိုးရဆိုတာဘယ်နာမှမသိပဲနဲ့ AUG အစိုးရကိုသိပြီးတော့မှအပထွေးခေါ်ခြင်းနဲ့အဖေခေါ်မှားနေတဲ့ခြာတိတွေကကိုတို့ပြီးတော့မှချက်ချင်းထွက်လာတဲ့လူတွေဖြစ်တယ်ငါတက်စစ်ပြေးသွားပြီခွာကြတာခွာကြတာ
နိုင်ငံလုံးကလူကစစ်ခွေးလို့ဘာကြောင့်ခေါ်တာလဲလေသူတို့ခေါ်တာကိုသူအဲ့ဒါကြောင့်ခြာတိတ်တွေကိုပြောတာပေါ့ကျွန်တော်ကဗျာအေဂျီကိုကျွန်တော်မြန်မာနိုင်ငံသားတွေဒီထဲရရှိတဲ့လူတွေသိစေချင်တယ်ပေါ့နော်သိစေချင်တယ်